ဒီကိုလည်းချူပြီးပြောထားပါဦးကျွန်တော်ဂီတာတစ်လုံးလေးနဲ့ဆိုပြချင်ပါတယ်အဲ့ရဘာလဲဆိုတော့ကျွန်တော်အဲ့ချင်းအကြောင်းပါနော်ကျွန်တော်အလုံးသိပဲကိုထွေးနေတဲ့အတွက်ကိုချစ်စမ်းမောင်ကသူ YC ခွေမှာထည့်ဖို့ဆိုပြီးတော့ကျွန်တော်ချင်းရေးခိုင်းတယ်အဲ့ဒါကျွန်တော်ရေးတယ်ရေးပြီးတော့ဖျက်ခင်ပါလို့တော့ရှိတယ်တော့မသိဘူးနော်သူမဆိုးခင်မှာဆုံးသွားတယ်အဲကြောင့်အဲ့ဒီချင်းကဘယ်ခွေမှာမပါဖြစ်သေးဘူးဆိုတော့အဲ့ဒီအကြောင်းကဘာလဲဆိုတော့တကယ်လို့သူဆိုဖြစ်ခဲ့တယ်ဆိုရင်လည်းပေါ့နော်သူစဉ်းစားလို့ရမယ်အကြောင်းအရာလေးတရားကျွန်တော်ရေးခိုင်းတယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒါဆိုလူတွေကကောင်းတာလုပ်ရင်ကောင်းတာရမယ်မကောင်းတာလုပ်ရင်မကောင်းတာရမယ်အယမ်းမှန်တယ်အယမ်းကောင်းတယ်အဲ့ဒီတရားကျွန်တော်လည်းအယမ်းကြိုက်တယ်ဒါပေမဲ့အဲ့ဒီတရားရခိုင်လုံးမှန်နေဆိုရင်ကျွန်တော်တို့သွားရမယ့်နေရာလဲဘယ်နေရာလဲဆိုတာကိုယ့်ကိုစဉ်းစားလို့ရဘာလို့လဲဆိုတော့ကျွန်တော်တို့တတိတိမှာကောင်းတာလုပ်တယ်မကောင်းတာလုပ်တယ်အမြဲတမ်းမကောင်းတာလုပ်တယ်အမြဲတမ်းများပါတယ်ဆိုတော့ဒါပေမဲ့အဲ့ဒီကျွန်တော်တို့ကိုယ်တိုင်သွားလို့မရတဲ့လုပ်လို့မရတဲ့အရာတွေကိုသခင်ယေရှုခရစ်တော်လုပ်ပေးထားခဲ့တယ်ဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ်ပြီးတော့ကျွန်တော်လူတွေကတခါကျရင်ငါလုပ်လိုက်တယ်ပေါ့ဒါငါလုပ်လိုက်တယ်ငါတက်လို့ဆိုရဖြစ်တတ်တယ်ကယ်တင်ခြင်းတော်မှာငါကြိုးစားမယ်ငါကြိုးစားရနိုင်တယ်မရနိုင်ပါဘူးရနိုင်တဲ့အရာရှိသလိုမရနိုင်တဲ့အရာအများကြီးရှိပါတယ်ဆိုကျွန်တော်အမြဲတမ်းပြောပြနေတဲ့အရာလေးတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့တခါတည်းသိပ္ပံပညာရှင်တွေတဲ့ကျွန်တော်ပြောပြလာတော့သိပ္ပံပညာရှင်တွေစုတယ်ပေါ့နော်စုပြီးတော့သူတို့တစ်ခုပြီးတစ်ခုတီထွင်ကြတယ်တစ်ခုတီထွင်နေအောင်မြင်တယ်တစ်ခုတီထွင်အောင်မြင်တယ်နောက်ဆုံးမှာသူတို့အရန်ယုံကြည်သွားတယ်ယုံကြည်သွားတော့ဟုတ်ပြီရဲ့သူဘုရားသခင်ကိုပေါ့နော်ဒါကတော့ပုံမြင်ဖို့သဘောမျိုးပေါ့ဘုရားသခင်ကသူတို့ပြောတယ်တဲ့ဘုရားသခင်သုံးခဲ့တဲ့နှစ်ပေါင်းအများကြီးတော့ပါနော်ဘုရားသခင်အာရနဲ့အေဝါကိုဖန်ဆင်းခဲ့တယ်လူဖန်ဆင်းသလိုကျွန်တော်လည်းဖန်ဆင်းပြဘုရားသခင်ပြန်ကြည့်နေတယ်ကကျွန်တော်ဖန်ဆင်းမယ်ဘုရားသခင်ဟုတ်ပြီအဲ့ဒါဆိုရင်ကဲလို့ဖန်ဆင်းလို့ဖန်ဆင်းပါလေသူတို့သိပ္ပံပညာရှင်၄-၅ ယောက်တော့စုပြီးတော့တယောက်ကအဲ့ဒီမှာထိုင်လိုက်တယ်ဘုရားသခင်ကြည့်နေတော့ကျွန်တော်လူဖန်ဆင်းပြမယ်ဟုတ်ပြီဖန်ဆင်းထိုင်လိုက်တယ်ထိုင်မြေကြီးကိုယူပြီးတော့ကျွန်တော်ဖန်ဆင်းမယ်ဘုရားသခင်ဟေးခဏလေးဟာဘာဖြစ်လို့လဲကျွန်တော်ဖန်ဆင်းမယ်ခဏကြည့်အောင်လေဘုရားသခင်မင်းဖန်ဆင်းပါလေဒါပေမဲ့အဲ့လိုတော့မလုပ်နဲ့ဟာဘာဖြစ်လို့လဲကျွန်တော်ဖန်ဆင်းပါလေမင်းလူဖန်ဆင်းရတယ်ဆိုကြိုက်တာနဲ့ဖန်ဆင်းပါငါဖန်ဆင်းတဲ့မြေမဟုတ်ဘူးမယူနဲ့မင်းကြိုက်တာနဲ့တခြားဟာကြိုက်တာနဲ့ဖန်ဆင်းငါကဘာဥစားခဲ့ဖန်ဆင်းထားတဲ့မြေကြီးကိုယူပြီးတော့လူကိုဖန်ဆင်းပါလေကျွန်တော်တို့လူဒါတော့ငါကြောင့်ရတာပါဘုရားသခင်ကြောင့်မဟုတ်ဒီနေရာမှာတော့ဘုရားသခင်တော့မပါနိုင်ဘူးအဲ့လိုလူတွေတွေးတယ်ဒါပေမဲ့နေရာတိုင်းမှာဘုရားသခင်ပါပါတယ်ကျွန်တော်မနေ့ကနေရာလေးတွေညချမ်းနေကျွန်တော်ကြုံရတာဟောလဲဘုရားသခင်ကျေးဇူးတော်ကြောင့်ဖြစ်ပါတယ်အဲ့ဒီအချိန်လေးကျွန်တော်ဆိုရပါမယ်ကျေးဇူးလေးလာမယမအလင်းပေးခဲ့တာတော့ဘာဝလားနေချီတွေရဲ့လင်းလက်ခဲ့တာအဖြစ်ခုပဲလားမေယမ်ဆိုအစာရှိမှဆုံးဒီတကယ်ကိုခိပြူမှာတောင်းရှောင်းနေကြလို့အလုံးဖြေကိုဆုံးရှုံးနာတွေ့ကြည့်နိုင်မလားပုံမှန်လေးပတ်စီစဉ်တဲ့ရှင်မာရွေးမှုတွေပုံကြည့်တယ်ရဆိုင်ကလေးရှင်ရအောင်မေအတိတ်ရဲ့စိုးကောင်းရကိုယ်တော်မရဲ့အကောင်းဆုံးပဲဘဝအတွက်ဖြေကိုရရှိမှာဒါကိုရှောင်နိုင်ကြလို့အလုံးဖြေကိုဆုံးရှုံးနာလာရှိနိုင်မလားအဖြေကိုမတွေ့နိုင်အစိုးရရဲ့ဒီဆိုငါဘယ်ကိုရောက်မယ်တွေ့နေတော့ဘဝရဲ့အဖြေကိုတွေ့ပြီးအနိုင်မဲ့တော့ချင်များသူပိစခါရွေးနော်ခဲ့ပြီးလေးပတ်စီစဉ်တဲ့ရှင်မာရွေးမှုတွေပုံကြည့်တယ်
ဆိုင်ကလေးရှင်းရအောင်အတေးရဆိုးကောင်းများကိုယ်တော်မရင်ကောင်းဆုံးပဲဘဝအတွက်ဖြေကိုရရှိမှာဒါကိုရှောင်းနိုင်ငယ်စားလို့အားလုံးဖြေကိုဆုံးရှုံးလာရှိနိုင်လားအဖြေကိုမတွေ့နိုင်ဆိုရရဲ့ဒီဆိုငါဘယ်ကိုရောက်လဲတွေ့နေတော့ဘဝတဲ့အဖြေကိုတွေ့ပြီးအနိုင်မဲ့တော့ချင်များသူပစ်စခါရွေးလို့ရွှဲလွင်စေဘဝတဲ့အဖြေကိုမတွေ့နိုင်So